Hello ဗလာတို့ဒီနေ့မိတ်ဆက်ပေးမယ့်ကိန်းကတော့ဆိုင်ငယ်ဝါနာပါတဲ့လူတွေအတွက်အရန်ဆုပ်လို့ကောင်းမယ့်ကိန်းလေးဖြစ်ပါတယ်ဗျာသူမှာကယ်ရီယာမူလည်းပါတယ်ဗျာပျော်ဆုပ်လို့ရတဲ့ကွင်းပမောင်းတဲ့ဟာလည်းပါတယ်ဆိုင်ငယ်တွေလည်းအစုံပဲဗျာဆိုင်ငယ်တွေမကောက်ကားတွေရောအလေးပင်ဆိုင်ငယ်တွေအစုံပဲပါတယ်ဗျာဆိုင်ငယ်တွေလည်းဗျာ2 stroke တွေ4 stroke တွေ KTM တို့မှာKawasaki တို့ပြီးရင်စုံပါပဲဆိုင်ငယ် YZ တို့ Yamaha YZ တို့အစုံပဲဗျာကိုကျတဲ့ဆိုင်ငယ်ရွေးပြီးမောရုံပဲကျွန်တော်စမ်းမောင်းပြထားတယ်ဗျာဒီဆိုင်ငယ်လို့ full stroke ဗျာအတန်လည်းအလွန်ရုပ်ထွက်ကလည်းအလွန်ခင်းရပြီးတော့ရဗျာကင်မရာလည်းကျတဲ့ပုံစံပြောင်းလို့ရတယ်ဗျာ view တွေအများကြီးရကြည့်လို့ရတယ်ဒါလည်း 100% view ဗျာကယ်ရီယာမူလေးရဗျာကျွန်တော်တို့အများကြီးဆောင်းအောင်မှတ်တွေထဲမှာဖြည်းဖြည်းချင်းဆေးပြင်းဆော့အောင်မလဲပဲတက်ပြီးတော့